မျိုးကမင်းလာတာအမျိုးကလာတာမပိတ်နေပူရဲ့မပိတ်နေဘာလို့မပူရဲ့ဆိုင်ချွေးတော့လာမှာကျုပ်ကမလိုက်ချင်ဘူးဟောမတန်းနေဟမ်ဘယ်တော့မှမထတဲ့နော်မနေ့ကလည်းဝါဒုံနိုင်လို့ဟယ်လိုဝင်တော့လာစားလေကိုဟုတ်နဲတော့ဝင်တော့စားပါလိမ့်မယ်ပူပူလေးโอเคဟုတ်ကိုရိုမင်း